ရှင်ကန်ဆန်ဂရမ်မှာအပိုင်းနဲ့အခန်းအီးရဲ့ဒီဘက်ကရန်ရှူလေးတွေကိုဆက်ပါမယ်ဟာဇူတာနဲ့ဝါခဲတာဟာဇူတာကကွက်လက်မှာတည်ကြတယ်အခိုင်မှာပြောတာပေါ့နော်အလုပ်တစ်ခုကိုမလုပ်ရသေးတဲ့အခြေအနေကိုဆိုလိုတယ်ဝါခဲတာကတော့ကွက်လက်မှာပေါ့ကွက်လက်တာပေါ့သူကလုတ်ပြီးတဲ့အခြေအနေကိုညွှန်းဆိုတယ်一起班啊，只看喏，亚瑞卡达哦，开业的米丹德斯，看到哇，去到谁个收入过来的，其他伊是的，一的苦拉塞，那对老帮老女哦嘞，标记没嘞，弟弟这样咯，对家包，后面嘛。ဘာဖြစ်မလဲပေါ့နော်သူကမျောလင့်ထားတယ်တဲ့ဒါကိုတေချာပါအောင်မြင်မှာမျောလင့်ထားပါတဲ့ဆိုတော့အလုတ်ကမလုတ်ရသေးဘူးသူကဒီအလုတ်ကိုလုတ်တာကိုအောင်မြင်မှာတေချာတယ်လို့ဆိုလိုတာအားကြောင့်ဟာစုထဲပါတယ်နိဗ္ဗာန်ဂျီကန်နော်ယာရိခတ်တာကိုခါရဲတဲ့မီတန်ဒက်ဓာခါရာခွန်နာနီအီခဲကဒေတာကွက်လက်တက်ဒါနဲ့တူတူပဲပေါ့စာကြောင်းလက်တွေ့လှုပ်ဆောင်မှုလှုပ်ဆောင်နည်းကိုပြောင်းကြည့်တယ်တဲ့အဲ့ဒါကြောင့်မလို့ဒီလောက်ကောင်းတဲ့ရလက်ထွက်လာတာပေါ့သူကဒါအလုံးမလုပ်ရသေးခင်ဒါအလုံးလုပ်ပြီးပေါ့နော်အဲ့ဒါကြောင့်ဝါခဲထည့်ပါတယ်စက်မှန်ဟာAနဲ့ B နဲ့ပြောတာပေါ့နော်ဟာဆာမီဝါဒိုကိုကကြီးရပါမလဲတဲ့ B ရပြောတော့နော်အစုမိုဟိခိဒါရှိနော်နခာနီအာရူကွက်လက်ဒါရောယောခုစာကရှိတဲ့မိတဲ့အငဲတန်းနဲ့ဒီအန်ဇွဲရဲ့အထဲထဲမှာရှိမှတေကြတယ်ရှာကြည့်လိုက်ပါအောင်လို့ပြောတာပေါ့နော်သူထားတော့ရှိမှတေးကြတယ်ဒါအလုံးမလုံးရသေးတဲ့ကိစ္စမရှာရသေးဘူးလေအားရကကြီးရပါမှလဲဆိုတော့ရှာရမယ်ရှိမှတေးကြတယ်ဆိုတော့ဟာစုထဲပါတယ်ရွံ့မှန်ဟာခါရီဝါခန္နာရစုအခုယောတိုဣတေဣတာနောဒါခါရာခုရူကွက်လက်ဒက်စယောမောစကောရှိမာချီမာရှောကောင်လေးကမပြတ်မကွက်သွားမယ်တဲ့သူပြောခဲ့တာကြောင့်ပေါ့နော်သူလာမတေးကြတယ်နည်းနည်းလောက်စောင့်ကြည့်ရအောင်သူကဆက်လာမှာလို့ပြောခဲ့တဲ့အတွက်ကြောင့်ဒီကိုလာမသူတေးကြတယ်ခဏလောက်စောင့်ကြည့်ရအောင်သူတေးကြတဲ့အဓိပ္ပာယ်ဆိုတော့ဟာစုထဲပါတယ်ကောပန်ယာမခါဝဆန်မိုခိုနိုတိုင်ခိုင်းနော်ဂျွန်ဘီခါခါရီဒက်စကာဆိုရတဲ့ခေါနာနီဟယကူခိတာကွက်လက်ဒက်စနေယာမခါဝဆန်အားတဲ့ဒီမီတင်ရဲ့ပြင်ဆင်နေသူမလားတဲ့အားရကြောင့်မလို့တဲ့ဒီလောက်မြန်ပြန်ရောက်တာပေါ့နော်တဲ့သူ့စာကြောင်းရဲ့ပုံစံကတော့ဝါခဲထဲမှာရမှာပေါ့နော်ဒါဒီခန်းနာပြီးသွားပြီပေါ့နော်အဲ့ဒါပြန်ရောက်တယ်သူကအိမ်ကြောင်ပြန်ရောက်နေပြီဆိုတဲ့အတွက်ကြောင့်မလို့ဝါခဲထဲပါတယ်ရခုပန်ဟာ A နဲ့ B နဲ့ပဲပြောတာပေါ့ခေါခါဝါဂူဂျီဆန်မိုခိုင်နီရှူဆက်ကီစုရူတရှောကာဘီယာခါဝါဂူဂျီဆန်ဝါအီမာနီဟွန်နီဝါအီနာကွက်လက်ဒက်စယောအိုတိုတိုနီအာမေရိကာနီအီတန်ဒက်စ်နံပါတ်6က A ရပြောတယ်ပေါ့နော်ဒီနေ့ခါဝါကိုကြီးဆန်လေတဲ့ဒီအစည်းအဝေးကိုပေါ့နော်တက်ရောက်လာတဲ့ B ရပြောတယ်ပေါ့နော်ခါဝါဦးစီးဆန်တဲ့အခုတဲ့ဂျပန်မှာမရှိဘူးတဲ့မရှိမှတေးကြတယ်ပေါ့နော်မရှိဘူးတဲ့တမြန်နေ့ကအမေရိကန်ကိုသွားတယ်အဲ့ဒါကြောင့်မလို့ဒီမှာမရှိဘူးဒီအစည်းအဝေးကိုတက်ရောက်မှာမဟုတ်ဘူးအားကြောင့်ဟာစုထဲပါပဲ